မင်္ဂလာပါလူကြီးမင်းတို့ခင်ဗျားတို့အထက်20အရွယ်တွေဆိုရင်အခုလုံကြီးတဲ့အရာအားလုံးကိုရက်ပြီးကျွန်တော်စကားကိုနားထောင်စေချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီဆယ်စုနှစ်ဒီ20နှစ်တာကခင်ဗျားတို့ကိုတိဆောက်ပေးနိုင်တော့ပျက်စီးစေနိုင်တာကြောင့်ပါ။လူအများစုကနောက်ကျမှပဲဒါကိုသဘောပေါက်ကြပါနဲ့။ကျွန်တော်အသက်30 40 50တွေအများကြီးနဲ့တွေ့ဖို့ပါတယ်။သူတို့အသက်20တုန်းကပုံစံမတူလို့ခဲ့တဲ့လို့ပြောကြတယ်။သူတို့ကိုဘာဖြစ်ခဲ့လဲလို့မေးတိုင်းအဖြေကအတူတူပါပဲ။အချင်းရှိသေးတယ်လို့ထင်ခဲ့တာတဲ့အဲ့ဒါကပြောတနာပဲခင်ဗျားတို့ကအချင်းရှိသေးတယ်လို့ထင်နေကြတယ်အချင်းနည်းနည်းဖြုံးလို့ရတယ်လို့ထင်တယ်ပါတီနည်းနည်းတက်လို့ရတယ်လို့ထင်တယ်မကြိုက်တဲ့အလုပ်ကိုခဏလုပ်လို့ရတယ်လို့ထင်တယ်ဖုန်းကိုနာရီပေါင်းများစွာကြည့်နေလို့ရတယ်လို့ထင်တယ်ပြီးတော့ဘဝကသူ့ဘာသာသူအဆင်ပြေသွားလိမ့်မယ်လို့ထင်နေကြတယ်ဒါပေမဲ့ကျွန်တော်ပြောပါမယ်အချင်းဆိုတာလက်ထဲကရည်လိုပဲဂယုမဆိုင်လေပုံမြန်မြန်ဆုံးရှုံးလေပါပဲခင်ဗျားတို့ရဲ့အသက်20ဆိုတာဘဝရဲ့နောက်ထပ်အခန်းတစ်ခါမဟုတ်ပါဘူးခင်ဗျားတို့ရဲ့အနာဂတ်အတွက်အခြေခံအုတ်မြစ်ပါဒီမှာခင်ဗျားတို့လုပ်တဲ့ရွေးချယ်မှုတိုင်းကခင်ဗျားတို့အသက်30 40 50မှာဘလို့ဘဝမျိုးနေထိုင်ရမလဲဆိုတာကိုဆုံးဖြတ်ပေးပါလိမ့်မယ်ကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်ထက်ပို့တော်တဲ့ပိုအရေးချင်းရှိတဲ့တငယ်ချင်းတွေရှိခဲ့တယ်ဒါပေမဲ့သူတို့အသက်20ကိုဖြုံးတိခဲ့ကြတယ်အရေးချင်းရှိုံနဲ့လုံလောက်တယ်လို့ထင်ခဲ့ကြတယ်အခွင့်အလန်းတွေကအမြဲရှိနေလိမ့်မယ်လို့ထင်ခဲ့ကြတယ်ဒီနေ့တော့သူတို့တွေကအများစုကရုန်းကန်နေရတယ်မတော်လို့မဟုတ်ဘူးအသက်20ကိုပညာရှိဝိုင်မတုံးခဲ့လို့ပါ Bill Gates ကိုကြည်ပါလူအများစုကပါတီဘယ်မှာတက်မလဲစဉ်းစားနေချိန်မှာသူက Harvard ကနေထွက်ပြီး Microsoft ကိုတည်ထောင်ခဲ့တယ်လူအများစုကအယူထားခြင်းလူထင်ခဲ့ပေမဲ့သူကအသက်20မှာတခြားသူတွေထပ်ပိုစူးစမ်းခဲ့တယ်အသက်30မတိုင်ခင်မှာတော့ကဘာပေါ်မှာတယောစာအရှိဆုံးစွမ်းဦးတည်တဲ့လုပ်ငန်းညင်တရားဖြစ်နေပြီအာလီဘာဘာရဲ့ဇာလန်ကိုလည်းကြည်ပါစာလုံးတုံးကဘယ်သူမှအောင်မြင်မယ်လို့မယုံခဲ့ဘူးဒါပေမဲ့အသက်20အရွယ်လူငယ်တွေကနေရောညရောအလုပ်လုပ်ခဲ့ကြတယ်ရုံးမှာအိတ်ကြတယ်ဇီးပေါ်တဲ့ခောက်နဲ့တွေစားကြတယ်အခွင့်အလိုင်းတစ်ခုမှမဖုံးတီးခဲ့ကြဘူးဒီနေ့သူတို့တွေကအများစုဟာတန်းကြွယ်သူတွေဖြစ်နေကြပြီခင်ဗျားတို့ရဲ့အသက်20ဆိုတာအဆုံးရှုံးနေပြီးအမျက်အများဆုံးရနိုင်တဲ့အချိန်ပဲအိမ်ချင်းတွေမရှိသေးဘူးခလေးတွေမရှိသေးဘူးတာဝန်များသေးတာဒါကစဉ်းစားဖို့အချိန်ပဲတင်ကျင်တာတင်ပါစမ်းကျင်တာစမ်းပါကြောက်စရာကောင်းတဲ့အရာတွေကိုလုပ်ပါတက်တောင်တက်တာချင်းဟာကြီးဝါမှုရဲ့အကြီးဆုံးရန်သူပါဖုန်း Netflix အပြင်ထွက်တဲ့ညတွေကခဏတာဖြိုးရွှေမှုပေးပေမဲ့ရေရှာအနာဂတ်ကိုခိုးယူသွားပါတယ်ခင်ဗျားတို့အသက်20မှာမတက်တောင်မတာဖြစ်နေသင့်ပါတယ်ခင်ဗျားတို့ကိုစိန်ခေါ်နိုင်တဲ့အရေးချင်းတွေကိုတင်းပါခင်ဗျားတို့ကိုပိုကောင်းအောင်တွန်းအားပေးမယ်လူတွေနဲ့ပေါင်းတင်းပါအကြီးဆုံးအန်ဒီရဲကဘာအန်ဒီရဲမှမယူတာပါအချိန်မရှိဘူးလို့မပြောပါနဲ့အချိန်ရှိတယ်ဖြုံးနေတာပဲတနေ့ကိုနိုင်2လလောက်ပဲအာယုံပြောင်းနှံ့မှုကနေဖယ်ထုတ်ပြီးအရေးချင်းတစ်ခုကိုတင်မယ်ဆိုရင်တစ်နှစ်အရွင်မှာကိုမမှတ်မိတော့အောင်ပြောင်းလဲသွားလိမ့်မယ်ဘဝဆိုတာတခြားသူတွေနဲ့ပြိုင်နဲ့ပြိုင်ပွဲမဟုတ်ဘူးကိုပြိုင်နဲ့ပြိုင်ပွဲပဲမနေ့ကထပ်ဒီဗီပိုကောင်းလားဆိုတာကိုပဲမေးပါအသက်20မှာကြာရှုံးရင်ကိစ္စမရှိဘူးကြာရှုံးပါသင်ယူပါဒါပေမဲ့အသက်20ကိုဖြုံးတီးခဲ့ရင်တော့ဘဝတစ်ချောင်းနောင်တရနေလိမ့်မယ်ဒါကြောင့်အခုပဲစားပါမနှက်ဖြန်မဟုတ်ဘူးလာမယ့်နှစ်မဟုတ်ဘူးအခုပဲခင်ဗျားတို့ရဲ့အသက်20ကိုဖြုံးတီးတာကိုရပ်ပါတင်ယူပါစွန့်စားပါတခုခုတီဆောက်ပါဘာလို့လဲဆိုတော့တကယ်မိခွန်းကအသက်20မှာဘာလုပ်နိုင်လဲမဟုတ်ဘူးအသက်40ရောက်ရင်ဘာကိုနောင်တရမလဲဆိုတာပဲကျေးဇူးတင်ပါတယ်